ကဘာအရှာပါဆုံးတရိတ်ဆန်များနံပါတ်1ဆာအိုလာဒီအကောင်ကတော့နွားနဲ့ဆိတ်မျိုးနွယ်စုဝင်ဖြစ်ပြီးအာရှယူနီကွန်းလို့လည်းခေါ်ကြပါတယ်အရှည်2ပေနီးပါးရှိတဲ့အဖျောက်အတိုင်းဂျိုနှစ်ချောင်းပါရှိပြီးတော့မျက်နှာပေါ်မှာအဖြူဆက်လေးတွေပါနေတာကသူတို့ရဲ့အမှတ်အသားဖြစ်ပါတယ်ဒီကောင်တွေကိုတောထဲမှာအရှင်တွေ့ရဖို့အလွန်ခက်ခဲပြီးတော့သိပ္ပံပညာရှင်တွေတော့ကင်မရာကနေတဆင့်သူတို့ရဲ့အကြောင်းကိုလေ့လာကြရပါတယ်တစ်တော်ပြုံးနှီးမှုနဲ့အမဲလိုက်မှုတွေကြောင့်အလွန်ရှားပါးသွားတဲ့မျိုးစိတ်တွေပဲဖြစ်ပါတယ်နံပါတ်2အေမြူးချက်တစ်ဒီအကောင်ကိုတော့အလွန်အေးတဲ့ရုရှားနိုင်ငံရဲ့ဒေသတွေမှာပဲတွေ့ရပြီးတော့တခြားချက်တစ်တွေထက်အမွှေးပို့ထူပြီးတော့ပိုရှိပါတယ်ခန္ဓာကိုယ်ကအဆက်အပြောက်တွေကလည်းအလွန်လှပြီးတော့တနင်္ဂနွေကို38မိုင်အထိပြေးနိုင်ပြီးတော့တစ်ခါခုံရင်16ပေအထိခုံနိုင်ပါတယ်တရားမဝင်အမဲလိုက်မှုတွေကြောင့်မျိုးသုံးလူနီးပါဖြစ်ခဲ့ပေမဲ့တရိတ်ဆန်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ကြိုးပမ်းမှုတွေကြောင့်လက်ရှိမှာအရေးအတွက်အနည်းငယ်ကျန်ရှိနေပါသေးတယ်နံပါတ်3ကာကာပူချက်တူရည်ဒီချက်တူရည်ဟာကဘာပေါ်မှာတစ်မျိုးတည်းသောမပြန်နိုင်တဲ့ချက်တူရည်မျိုးနွယ်ဖြစ်ပါတယ်ညဘက်မှာပဲလှုပ်ရှားတက်ပြီးတော့သူ့ရဲ့အမွှေးတွေကမျက်ခင်းနဲ့တူလို့ရန်သူရန်ကနေကောက်ွယ်ဖို့အတွက်အလွန်အသုံးဝင်ပါတယ်သူတို့ဟာအန်ဒီယန်နဲ့ကြုံရင်ပြေးမဲ့အစားကြောက်ရွံ့လို့ငြိမ်နေတတ်ပါတယ်ကဘာပေါ်မှာတက်တန်းအရှိဆုံးငှက်ထဲမှာပါဝင်ပြီးတော့အသက်60ကျော်အထိနေနိုင်ကြပါတယ်နယူးဇီလန်နိုင်ငံမှာပဲတွေ့ရပြီးတော့မျိုးသုံးပြောက်ွယ်လူနီပါဖြစ်နေတဲ့ရှားပါငှက်မျိုးပဲဖြစ်ပါတယ်နံပါတ်4ဂျာဘာကြန့်ဒီကြန့်ဟာတခြားကြန့်တွေနဲ့မတူပဲဂျိုတစ်ခုတည်းသာပါရှိပြီးအရေပြားကတန်ချက်အင်ဂျီဝတ်ထားသလိုအကွက်လိုက်အရေအကြောင်းတွေပါရှိပါတယ်မျက်စိအာရုံကတိတ်မကောင်းပေမဲ့အနံ့ခံအာရုံနဲ့အကြားအာရုံတွေကတော့အလွန်ကောင်းတယ်လို့သိရပါတယ်လူတွေကိုအလွန်ကြောက်တတ်ပြီးတော့လူသူမနီးတဲ့ရွှွညွန့်အိုင်တွေမှာနေထိုင်တတ်ပါတယ်လက်ရှိမှာအင်ဒိုနီးရှားနိုင်ငံရဲ့အမျိုးသားဥယျာဉ်တစ်ခုမှာပဲအနည်းငယ်တွေ့ရတတ်ပြီးတော့ကဘာပေါ်မှာအလွန်ရှားပါပြီးမျိုးသုံးဖို့အနည်းဆုံးဖြစ်နေတဲ့ကြံ့မျိုးနွယ်ဖြစ်ပါတယ်နံပါတ်5ဗာကွီတာလင်းပိုင်ဒီလင်းပိုင်ရဲ့မျက်လုံးဘေးမှာအမဲကွင်းလေးပါရှိပြီးတော့နှာခမ်းနားမှာလည်းအမဲစင်းပါရှိတာကြောင့်ပင်လယ်ပြင်ကပန်တာလေးလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်အရှည်9ပေလောက်သာရှိပြီးတော့ကဘာအသေးဆုံးလင်းပိုင်မျိုးဖြစ်ပါတယ်ရှားပါရတဲ့အကြောင်းရင်းကတော့လူတွေရဲ့ငါးဖန်ဆီးမှုတွေကြောင့်ပဲဖြစ်ပါတယ်နှစ်နှစ်မှတစ်ခါသာမျိုးပွားပြီးတော့တစ်ခါမွေးရင်တစ်ကောင်သာမွေးတတ်ပါတယ်တေဆုံးမှုနှုန်းအလွန်များတာကြောင့်လက်ရှိမှာ10ကောင်ဝန်းကျင်သာရှိတော့တယ်လို့လည်းသိရပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့တရိတ်ဆန်လေးတွေကတော့ကမ္ဘာအရှားပါဆုံးတရိတ်ဆန်လေးတွေပဲဖြစ်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်